ပရိသတ်တွေလည်းသဘောရမ်းကြကြရပေါ့နော်နှစ်ယောက်တွဲအဆိုလေးကိုသူကတော့နေစုတို့နှစ်ယောက်စလုံးအတွက်ဒီ main ကလေးပါဆိုတဲ့သချင်းလေးပေါ့နော်အဲ့ဒါလေးနဲ့လိုက်တယ်ဆိုပြီးတော့ရွေးချယ်ထားတယ်တကယ်ချင်းเนี่ยဒီလိုပွဲမျိုးမှာသူရဲ့ one lady show မှာနှစ်ယောက်အတူတူစင်ပေါ်မှာလက်တွဲပြီးသချင်းဆိုရရဲ့ခိုက်တန်လေးပေါ့အဲ့ဒါလေးကတော့အရင်ကအမှတ်တရဖြစ်ပြီးအရင်လည်းချစ်စရာကောင်းနေရလို့မြင်တယ်တကယ်ချင်းနှစ်ယောက်အတွက် friendship အတွက်လည်းတကယ် memory ကောင်းတစ်ခုဖြစ်တယ်ပေါ့နော်အခုကိုကတော့ဓာတ်ပုံတွေဗီဒီယိုတွေဘာမှမရိုက်ထားမိဘူးဆိုတော့မရှိဘူးဖြစ်နေသူများတွေတင်တာတွေလိုက်ကြည့်တော့မှသဘောကျတယ်ကြည်နူးပြီးတော့လက်ကလေးတွဲပြီးလမ်းလျှောက်လာတာတွေကအစတကယ်ချင်းနှစ်ယောက်အတွက်အရင်အမှတ်တရဖြစ်တာပေါ့ဝိုင်းစုရတာသူကသူမဲတီတာသချင်းမှာ performance ဒီလိုမျိုးညီမယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ performance လေးထည့်ချင်တာပေါ့အဲ့ငါနင်းကိုအရင်ဆုံးပြေးမြင်တယ်တဲ့နင်းကလည်းကတတ်တယ်ပေါ့နော်ဆိုတော့ငါတို့နှစ်ယောက်ကမဲတီတာလောက်ကြမယ်လေတဲ့ဆိုတော့โอเคလို့အဲ့ဆိုတော့လောက်ကြမယ်လေလို့ဆိုပြီးတော့သူဒီအရှိမပေါ့နော်သူတို့ဒီမဲတီတာရဲ့ဒီဇလန်းဇက်သွားလေးတွေနဲ့ပြီးတော့အတန်ပြန်တွင်းတာတွေအတီးတွေပေါ့နော်ပြန်ပြီးတော့ဆိုင်းစရာတွေနဲ့ပြန်တီးပြီးတော့ကိုယ့်အတန်တွေကိုပြန်သွားသွင်းအဲ့ဒါမျိုးတွေလုပ်ပြီးတော့မှဒီ performance လေးထည့်လိုက်တာပေါ့နော်ဒီထဲမှာဓာတ်သားကီတွေနဲ့နတ်ဆိုကမဲတီယာနေပြီးတော့ performance ပေါ့ဟုတ်ဒီမှာမဲတီယာဘိုက်လေးတော့ဖြစ်နေရနော်ဖြစ်လားဟုတ်လာတဲ့ချိန်လေးဟုတ်လားကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်လည်းပြင်ဆင်ချိန်အများကြီးမရဘူးဆိုပေမဲ့လေတိုက်ချိန်မရတာပေါ့နော်တိုက်ချိန်ကလည်းမရဘူးဆိုပေမဲ့လည်းစင်ပေါ်မှာအဆင်ပြေသွားတဲ့အတွက်ရင်တွေကတော့တုံလိုက်တာဆိုတာစင်ပေါ်တက်ခန့်နေကိုဒီကိုလုံးတုံတက်နေပြီမှားမှလည်းစိုးတယ်လေအဲ့နဲ့ဆိုတော့ဒါမဲ့မမသွားတော့သေးရဲ့ကျေးဇူးတင်ရမယ်အဲ့နဲ့တုံတက်နေပြီဒါမဲ့အဆင်ပြေသွားမှာပါဆိုပြီးတော့ပဲစင်မော်ရောက်တော့လည်းအဆင်ပြေသွားရဲဆိုတော့တော်သေးတာပေါ့နော်မဲတီတာလေးဖြစ်သွားရပဲဆိုရင်လည်းကျေးဇူးတင်ပါတယ်လို့ဟုတ်စပင်ရောမိတ်ကပ်အောင်အင်ကြီးလို့နော်တကယ်ဟောစပင်နဲ့မိတ်ကပ်ကကြတော့မိတ်ကပ်ချက်ပြီးတော့ဝတ်စုံကကြတော့ဒီဇိုင်နာမျိုးမင်းဆိုအခုကဒီအဲ့အမှန်တကယ်တော့မဲတီတာလို့ပြဆက်လိုမျိုးကရတာပေါ့နော်အော်ပရာလိုပုံစံမျိုးလေဆိုတော့ပြဆက်မကအရန်ကြာနေပြီအဲ့ဒါကြောင့်မလို့အဆင်ပြေပါမလားဆိုပြီးတော့စိုးရိမ်တာလည်းရှိရပါတော့နော်ဒါပေမဲ့အခန်းအပိုင်းကတော့3မိနစ်လောက်ပဲဆိုတော့အပိုင်းလေးကတော့တူပါတယ်အဲ့တော့ငယ်တုန်းကတော့ပြဆက်ကလေးဗာလေးတွေတော့ကဘူးတာပေါ့နော်ဒီမြန်မာကတတ်တယ်ဆိုတော့ဒါကိုဖူချွတ်တို့ဘာလို့ဆိုနေလဲပြဆက်တွေပါကဘူးတယ်အဲ့ပြဆက်တွေဆိုရင်အဲ့တုန်းကရတဲ့အတွေ့အကြုံဖြစ်မယ်အဲ့ပြဆက်လေအဲ့လိုမျိုးကဘူးတော့သူဒီပွဲကြီးတွေဒီအမျိုးသားကစိန်ရုံကပွဲကြီးတွေပေါ့နော်အထိမ့်မှတ်ပွဲတွေဆိုရင်တို့ကဒီမင်းသမီးတွေမင်းသားတွေက collab လုပ်ပြီးတော့ကကြတာဆိုတော့လေရန်မုံငွေပွဲကြီးတို့ဘာလို့ဆိုမင်းသားမင်းသမီးတွေရောဇက်အဖွဲ့တွေရောဇက်တပင်ရောအကုန်လုံးပါကြတာဆိုတော့အဲ့လိုပွဲတွေမှာကဘူးတယ်အဲ့ဒါကြောင့်လဲအဲ့ကအတွေ့အကြုံရတယ်လို့ထင်တယ်ခုနအင်ကြီးလဲတာမြန်တယ်ဆိုတာလေသူပြဆက်မှာလေတစ်စင်းနဲ့တစ်စင်းပဲစင်နောက်မှာပဲအမြန်လဲရတာကွာ1မိနစ်တောင်တစ်ခါကြာရချင်မှရ1မိနစ်2မိနစ်လောက်တောင်မနေရဆိုအဲ့မှာအရမ်းမြန်သွားအလေးအကျင့်ကောင်းရထားတာထင်တယ်အခုရှူတင်ကြအရမ်းအဆင်ပြေတယ်ဘာလဲ3မိနစ်ပဲအဲ့ဆိုအခုကကြတော့လေပြဆက်ကတော့ရင်တော့အရန်ခုံတာဒါပေမဲ့ဝါသနာကလည်းပါတယ်ဆိုတော့ဒီမှာကတော့ဒီဝိုင်းစုပွဲမှာအမှတ်တရအဲ့လိုမဲတီယာပြဆက်လေးအတူလေးလို့ဖြစ်သွားတယ်တကယ်လည်းအမှတ်တရဖြစ်ပါတယ်ကြည်နူးလဲကြည်နူးမိပါတယ်ကိုလည်းမလုပ်ဖြစ်တာကြပြီဆိုတော့ဒီမှာဒီပွဲထဲမှာဒီလိုကိုတငယ်ချင်းရဲ့ပွဲမှာအမှတ်တရအားဖြည့်ပေးရတယ်ဆိုတော့ဝမ်းသာတယ်အမှတ်တရလည်းတကယ်ဖြစ်ပါတယ်မကြည်လောက်မှုလည်းဝင်ခဲ့လားမဲတီယာမှုကိုလားဝင်ခဲ့ရတာပေါ့နော်မဲတီယာမှုသွင်းတာမဲတီယာအရန်ကိုပေါ့နော်ဒီရင်ကျေးတိမ်မွေးနူးညံ့တဲ့အမျိုးသမီးလေးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဆိုတော့နည်းနည်းလေးကိုနှုတ်ထားအခုအမားတို့ပြောလို့အဲ့လိုပြောလို့မရဘူးပေါ့နော်နှုတ်ရတာစိတ်ကလေးကိုထည့်ထားရတာပေါ့နော်လက်ကလေးလှုပ်တာအစားလိုမျိုးလေးပေါ့ပေါ့အဲ့လိုမျိုးနူးနူးရလေးပေါ့နော်အပြင်မှာအဲ့လိုမဟုတ်ဘူးပေါ့နော်ပြင်မှာအဲ့လိုပဲဘာဖြစ်အဲ့လိုပြောတာပေါ့နော်နွယ်တီတာလေးလေးဆိုတော့မူကတော့ပြောင်းလိုက်ရတာပေါ့နော်လို့လေးဖြစ်သွားအစင်ပေါ်မှာမနေ့ထိန်းထားတာပေါ့မူဝင်တာအပြင်မှာတော့အောက်မှာဆိုလဲတငယ်ချင်းတချင်းတွေလိုက်ဆိုခုံပေါက်ဟစ်နေတာပဲစင်ပေါ်ရောက်သွားတယ်မဲတီတာမှုသွေးလိုက်ရတာလို့မဲတီတာပြီးတော့
အဲ့ဟာဟိုပြိသက်တွေလည်းသဘောရမ်းကြကြရပေါ့နော်နှစ်ယောက်တွဲအဆိုလေးကိုသူကတော့နေစုတို့နှစ်ယောက်စလုံးအတွက်ဒီ main ကလေးပါဆိုတဲ့တခြင်းလေးပေါ့နော်အဲ့ဒါလေးနဲ့လိုက်တယ်ဆိုပြီးတော့ရွေးချယ်ထားတယ်တငယ်ချင်းတွေကဒီလိုပွဲမျိုးမှာသူရဲ့ one lady show မှာနှစ်ယောက်အတူတူစင်ပေါ်မှာလက်တွဲပြီးတခြင်းဆိုရရဲ့အခိုက်တန်လေးပေါ့အဲ့ဒါလေးကတော့အရင်ကအမှတ်တရဖြစ်ပြီးအရင်လည်းချစ်စရာကောင်းနေရလို့မြင်တယ်တငယ်ချင်းနှစ်ယောက်အတွက် friendship အတွက်လည်းတကယ် memory ကောင်းတစ်ခုဖြစ်တယ်ပေါ့နော်အခုကိုကတော့ဓာတ်ပုံတွေဗီဒီယိုတွေဘာမှမရိုက်ထားမိဘူးဆိုတော့မရှိဘူးဖြစ်နေတာအဲ့ဒါသူများရဲ့တင်တာတွေလိုက်ကြည့်တော့မှသဘောကျတယ်ကြည်နူးရောလက်ကလေးတွဲပြီးလမ်းလျှောက်လာတာတွေကအစတငယ်ချင်းတစ်ယောက်အတွက်အရင်အမှတ်တရဖြစ်တာ